ကဲအားလုံးမင်္ဂလာပါဗျဘုမာကြီးဝါသားဆိုတာပါလဲဆိုတော့တချို့လူတွေကမနာမနေတဲ့လူတွေကစစ်တပ်မှာဘုကဆရာကြီးကဆင်းပြတော့တယ်ကွာအတူတူနာထောင်မှာဗျမပေးချင်တာတိုင်းသားဘာသာစကားတွေကိုတကြားခွင့်မပေးတာဗမာမဟုတ်တဲ့လူမျိုးတွေကိုတက်ဖြတ်တာရွာမိရှို့တာမရင်းကျင်တာစတဲ့အချက်တွေပါဝင်ပါတယ်အဲ့ဒီအချက်အပြင်မှာဗမာမဟုတ်တဲ့လူတွေကိုအထင်သေးတာတွေလည်းပါဝင်ပါတယ်အဲ့ဒီလောက်ရတဲ့90ရာခိုင်နှုန်းကိုစစ်အာဏာရှင်ကတိုက်ရိုက်ပြုလို့ကျူးလွန်ပါတယ်အုပ်ချုပ်ရေးနေရာမပေးတာစစ်တပ်မှာနေရာမပေးတာတရားစကားစီမံခန့်ခွဲခွင့်မပေးတာတိုင်းရင်းသားဘာသာစကားသင်ကြားခွင့်မပေးတာတိုင်းသားတွေကိုတက်ဖြတ်မိရှို့မရင်းကျင်တာတွေအလုံးကိုစစ်အာဏာရှင်ကပဲတိုက်ရိုက်လုပ်ပါတယ်ဘယ်ဗမာပြည်သူကမှမလုပ်ပါဘူးထောက်ခံတဲ့ဗမာပြည်သူဆိုတာကလည်းမရှိသလောက်ရှားပါတယ်ကြံ့ခိုင်ရေးပါတီဝင်တွေလောက်ကပဲဗမာလူမျိုးကြီးဘဝရဆိုတာကိုထောက်ခံပါလိမ့်မယ်ဒါပေမဲ့ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကိုအထင်မြင်သေးတယ်ဆိုတာမျိုးကိုတော့တာမန်ဗမာပြည်သူတချို့ထဲမှာလည်းနည်းနည်းပါးပါးတွေ့နိုင်ပါတယ်ဒါကလည်းတကယ်တော့စစ်အာဏာရှင်စနစ်ရဲ့လက်ချက်ပါပဲစစ်အာဏာရှင်တွေတင်ကြားနေတဲ့ကျောင်းပညာရေးစစ်အာဏာရှင်တွေလှုပ်ထားတဲ့သမိုင်းအလိမ်ညာတွေရဲ့လက်ချက်ကြောင့်ဖြစ်ရတာတွေပါဒါအပြင်မှာစီးပွားရေးပညာရေးရည်ကျေးမှုမဖွံ့ဖြိုးအောင်တိုင်းသားနယ်မြေတွေမှာမဖွံ့ဖြိုးအောင်စစ်အာဏာရှင်တွေကစနစ်တကျလှုပ်ထားတာတွေကြောင့်ဖြစ်ရတာလားလူ့သဘာဝကဆေးရတဲ့နှိမ့်ကြတဲ့လူတွေကိုအထင်သေးတတ်ကြပါတယ်ရန်ကုန်သားတွေမန္တလေးသားတွေကတောသားတွေကိုအထင်သေးကြတာတနာစရာလေးတွေလို့မြင်တတ်ကြတာဟာစီးပွားရေးနှိမ့်ကြလို့ဖြစ်တာပါဒါဗမာအချင်းချင်းမှတောင်မှဖြစ်နေတဲ့ပြဿနာပါအဲ့ဒီသဘောနဲ့အတူတူပါပဲပြောချင်တာကတော့ဗမာလူမျိုးကြီးဝါဒဆိုတာဟာလူမျိုးရေးပြဿနာမဟုတ်ဘူးသွေးမတူ DNA မတူလို့ဖြစ်တဲ့ပြဿနာမဟုတ်ဘူးစစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တဲ့ပြဿနာဆိုတဲ့အချက်ပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဗမာလူမျိုးကြီးဝါဒကျင့်သုံးတယ်လို့မြင်ကြတဲ့သူတချို့ရှိပါတယ်သူတို့မှာထောက်ပြစရာအချက်တချို့လည်းရှိပါလိမ့်မယ်ဥပမာဗိုလ်ချုပ်ရုပ်ထုလုပ်တာဗိုလ်ချုပ်တရားလုပ်ချင်တာမျိုးဒါပေမဲ့အဲ့ဒီထက်ပိုပြီးတော့အရေးကြီးတာကကချင်နဲ့ရခိုင်ကိုစစ်တိုက်ခွင့်ပေးတာမျိုးပါအဲ့ဒါရဲ့မှာဗိုလ်ချုပ်ရုပ်ထုနဲ့ဗိုလ်ချုပ်တရားလုပ်ချင်တာကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗမာလူမျိုးကြီးပြဿနာလို့ဆိုနိုင်ပေမဲ့ပိုပြီးတော့အရေးကြီးတဲ့ KIA နဲ့ AA ကိုစစ်တိုက်ခွင့်ပေးတဲ့ကိစ္စမျိုးကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာဗမာလူမျိုးအများစုပါဝင်လို့ဖြစ်တဲ့ပြဿနာမျိုးမဟုတ်ပါဘူး2008အခြေခံဥပဒေဘောင်အောက်ကိုဝင်သွားလို့ဖြစ်ရတဲ့ပြဿနာပါစစ်အာဏာရှင်စနစ်ကနေပြီးတော့ဆင်းသက်လာတဲ့ပြဿနာပဲဖြစ်ပါတယ်ဒါတွေကိုခြုံငုံကြည့်ရင်ဗမာလူမျိုးကြီးဝါဒအသုံးပြုပြီးတော့လူနည်းစုလူမျိုးတွေကိုဖိနှိပ်ညှဉ်းပန်းမှုအားလုံးနှိပါရဲ့အဓိကရင်းမြစ်ဟာစစ်အာဏာရှင်စနစ်ပဲဆိုတာထင်ရှားပါတယ်ဗမာလူမျိုးကြီးဝါဒကိုတိုက်ဖြတ်ခြင်းစစ်အာဏာရှင်